ထိုင်ရောက်မြန်မာပြည်သားများတော့အားလုံးမင်္ဂလာပါနော်အခုမရိုက်တဲ့လုပ်ငန်းရှင်တွေတဲ့ပြီးတလောက်ဖြစ်နေပြီနော်တချို့တဝက်တွေကတော့ပြီးတလောက်ဖြစ်နေပြီတချို့တဝက်ကတော့လောက်တော့မယ်ပေါ့နော်ဒါကတော့တစ်ပိုင်းပေါ့အခုပြောချင်တာကပါတယ်ဆိုတော့မရိုက်ပြီးရင်ဘာဆက်လုပ်ရမယ်ဆိုလို့ရှိရင်CI စင်တာတွေဖွင့်မယ်ပေါ့နော်ဒါပေမဲ့ဘယ်နှလပိုင်းဖွင့်မယ်ဆိုတာတော့အတိအကျမသိရသေးဘူးပေါ့တချို့တက်လေပြောကြတာကတော့2လပိုင်းထဲမှာဖွင့်ဖို့ရှိတယ်တချို့တက်လေကတော့အတိအကျမသိနိုင်ဘူးပေါ့ပြောချင်တာကဘာလဲဆိုတော့ CI ကတော့ဖွင့်မယ်မဖြစ်မနေဖွင့်မှာပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကပိုင်းအောင်ကတစ်ခုတည်းနဲ့ပတ်တစ်ခုနဲ့လည်းနေလို့မမရနေလို့တော့ရတယ်အလုံးလုံးလို့ရတယ်ဒါပေမဲ့တစ်နေ့တစ်ခါပြန်တော်နေရတယ်ပြန်တော်နေတဲ့အချိန်မှာအစိုးရမူဝါဒတွေကအမျိုးမျိုးပြောင်းလဲနေတယ်ပြောင်းလဲနေတဲ့အခါမှာတော်ရတဲ့အပိုင်းမှာအခက်ခဲတွေရှိတယ်ပေါ့နော်အချိန်တွေပိုကုန်တယ်ပေါ့ဒါတစ်ပိုင်း CI ကဘာကြောင့်လောက်သိနေဆိုလို့ရှိရင်ကျွန်တော်တို့တွေ CI စာအုပ်လောက်တဲ့အကြောင်းရင်းမှာနှစ်ကြောင်းရှိတယ်ပေါ့ပထမတစ်ကြောင်းကကိုမှမစပိုးစာအုပ်ရှိတဲ့အတွက်နေကြော်သွားလာခွင့်ရှိမယ်ဟုတ်တယ်မလားနေကြော်သွားလာခွင့်ရှိတဲ့အတွက်ဒါကတော့ CI စာအုပ်ရဲ့အားသာချက်ပေါ့နောက်တစ်ခုကမြန်မာပြည်ပြန်တဲ့အခါကြားလို့ရှိရင် CI စာအုပ်ကကိုအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပေါ့ဒါကလည်းကိုရီအတွက်အားသာချက်တစ်ခုပေါ့ဘာပဲဆိုတော့မိတ်ဆွေတို့ကျွန်တော်တို့ကသူများနိုင်ငံမှာတိုင်းတစ်ပါးမှာအလုံးလုံးနေကြရတယ်နော်ကိုရွာမှာမိဘဆွေမျိုးညီကိုပေါင်းနှမတွေရှိတယ်ဥပမာကျမ်းမာရေးအကြောင်းဖြစ်ဖြစ်ကိုကအရေးတကြီးပြမယ်ဆိုလို့ရှိရင်စာအုပ်နဲ့စာအုပ်ရှိထားတာကကိုအတွက်ပို့ပြီးအဆင်ပြေတယ်ပေါ့။ဘာနဲ့ကြတော့ပြလို့မရဘူးလားရတယ်။ဒါပေမဲ့အလုပ်ပို့ရှုပ်တယ်ပေါ့။ကိုမှာခွင့်တိုင်ရဒီမှာခွင့်တိုင်ရတတိစီမှာလက်မယူရဟိုမှာလက်မယူရဆိုတော့ဘာနဲ့ကြတော့ကိုပြန်ချင်တိုင်းပြုံးကနန်းထားပြန်လို့မရဘူးပေါ့။ဟုတ်တယ်မလား။ပြီးတော့ပတ်ဆိုတာကအခုကိုကဗယ်မျိုးနဲ့မှာရိုက်ထားတာ။ရိုက်ထားတဲ့မျိုးနဲ့တပိုင်းလောက်ပဲနေကြော်သွားလာခွင့်ရှိတယ်ပေါ့ဟုတ်တယ်မလားအဲ့ဒီနေထဲကြော်လွန်သွားရင်ဒါထိုင်းအာဏာပိုင်တွေကစစ်ဆေးတာခံရတဲ့ခါကျရင်ကိုကတံငွေဆောင်ရနိုင်တယ်ပေါ့ဘာဖြစ်လို့လဲသူကဒီနယ်မှာလောက်တဲ့အတွက်စမှုစာခေါ်မှာလောက်ရင်စမှုစာခေါ်စမှုပကံမှာလောက်ရင်စမှုပကံဖူခတ်မှာလောက်ရင်ဖူခတ်အဲ့လိုမျိုးရှိတယ်ပေါ့သူအပိုင်းနဲ့သူနယ်မြေရှိတယ်နယ်မြေကြော်သွားလာခွင့်မရှိဘူးအလုံးလောက်ပိုက်ခွင့်မရှိဘူးအလုံးလောက်ပိုက်ခွင့်စီချင်တယ်ဆိုလို့ရှိရင်ကိုပြောင်းမဲ့တထေးဟိုကိုကနေပြန်ပြောင်းရတယ်ဟုတ်တယ်မလားဒါကြောင့်ပတ်မှန်အားတာချက်ရှိတယ်လို့ CI စာအုပ်မှာလည်းအားတာချက်ရှိတယ်ပတ်မှန်အားနာချက်ရှိတယ်လို့ CI စာအုပ်မှာလည်းအားနာချက်ရှိတယ်ပေါ့နော်သူအတိုင်းထားတယ်သူပေါ့ဘယ်အရာမှတော့ဘယ်လိုပြောမလဲအမြဲတမ်းကောင်းနေတဲ့အရာတော့မဟုတ်ဘူးလေပေါ့နော်ဒါကြောင့် CI တင်မယ်ဆိုလို့ရှိရင်တင်လို့ရပါပြီနာမည်စရေးပေးထားလို့ရတယ်လိုအပ်ချက်ကကိုဘာမှပါတဲ့နာမည်စာရွက်စာတမ်းစာအုပ်အိမ်တော်စုစီလို့ရှိရင်မြန်မာအိမ်တော်စုမိတ်တူစရင်လိုပါလဲနော်โอเคလိုတဲ့အချက်လက်တွေကိုကျွန်တော်ဗီဒီယိုမှာတင်ပေးလိုက်မယ်โอเคဒီလောက်ပါပဲအားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်နော်။ဒါဖြစ်လို့ဆိုတော့အခုအချိန်မှာအဖမ်းဆီးတွေအများများနေတယ်။အသွားအလာအထူးပြုဆိုင်ကြပါလို့ပဲအကြံပေးရင်းနဲ့ဗီဒီယိုလေးကိုလောက်ပဲအဆုံးသတ်မယ်နော်။အားလုံးကျေးဇူးတင်ပါတယ်။